ကဲအားလုံးပဲ blue block ဖိုးတွေပေါက်ကြလဲဗျာအားလုံးပဲမင်္ဂလာပါ blue block ဖိုးတွေပေါက်ကြလဲအခုတော့ကျွန်တော်ပတ်တိနှစ်ချိန်နဲ့တင်ပေးခဲ့တယ်နော်ပထမတစ်ချိန်တစ်ပတ်သီးလေးတင်ပေးလိုက်တာအဖွင့်နေလေးမှာ12နာရီ10မိနစ်မှာတင်တစ်ဆိုတဲ့ခဏလေးနဲ့အောင်မြင်ပြီးသွားပြီဒုတိယတစ်ချိန်ထပ်ပြီးတော့နှစ်ပတ်သီးလေးတင်ပေးခဲ့တယ်29ရက်5လ2025ညနေ4နာရီကိုအချိန်မှာ2-5ဆိုတဲ့ခဏလေးနဲ့ထပ်ပြီးတော့ဒုတိယချိန်အောင်မြင်မှုရရှိသွားပြီဖြစ်ပါတယ်ပို့ပြီးတော့မင်္ဂလာရှိသွားတာကျွန်တော်ပေးတဲ့မွေးခွက်လေးထဲမှာလဲ2-5ဆိုတဲ့ခဏလေးကဒဲအောင်မြင်သွားတာဖြစ်ပါတယ်နောက်ထပ်ပြီးကျွန်တော်တင်သမျှအားလုံးကိုတွေ့အောင် like and subscribe လေးနှိပ်ပေးဖို့ပြပြည်သူများမြတ်တာရခံအပ်ပါတယ်နောက်ထပ်ပြီးတော့လဲအခုလိုပေါက်ကနေလေးရအောင်ကျွန်တော်ဆက်လက်ပြီးကြိုးစားသွားမှာဖြစ်ပါတယ်